ဒီနွေရာသီဈေးကွက်ထဲကအလွတ်ရနိုင်မဲ့ကျဲပွင့်ကစားသမားများအားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။နွေရာသီပြောင်းရွှေ့ဈေးကွက်ကြီးအချိန်ဟုန်မြင့်လှုပ်ရှားနေချိန်မှာအသင်းကြီးတွေငွေကြေးအမြောက်အများသုံးစွဲနေကြပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ရရှိနိုင်မဲ့ထိပ်တန်းကစားသမားတွေကလည်းပရိသတ်တွေကိုရင်ခုန်စေလျက်ရှိပါတယ်။ NF ကပွဲပေါင်း442ပွဲကစား258ဂိုးသွင်းယူကဖလား၈လုံးအထိစုခုပေးခဲ့တဲ့လီဗာပူးနဲ့လမ်းခွဲလိုက်တဲ့အီဂျစ်ဘုရင်ကြီးမိုဟာမက်ဆာလာဟာဒီနွေရဲ့အထင်ရှားဆုံးအလွတ်နဲ့ရရှိနိုင်မဲ့ကစားသမားဖြစ်နေပါတယ်။လက်ရှိအချိန်မှာတော့တူရကီကလပ်တွေဖြစ်တဲ့ဘက်စစ်တစ်နဲ့ Trabzonspor တို့ကလည်းသူ့ကိုအရားယူဖို့ပြင်းပြင်းထန်ထန်အပြိုင်ဆိုင်ကြိုးပမ်းနေကြပါတယ်။တခြားတစ်ဖက်မှာလည်းဂျူဗင်တက်ကနေအလိုထွက်ခွာလာခဲ့တဲ့အသက်26နှစ်အရွယ်တိုက်စစ်မှုဗလာဟိုဗစ်ကိုမန်ချက်စတာယူနိုက်တက်ကခေါ်ယူဖို့သတင်းတွေထွက်ပေါ်နေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့တဲ့ဂျေဒန်ဆန်ချိုအတွက်တော့အိုထရာဖို့ခရီးစဉ်ဟာအိမ်မက်ဆိုးတစ်ခုလိုပြီးဆုံးခဲ့ရပါပြီ။ဒါပေမဲ့အသက်26နှစ်ပဲရှိသေးတဲ့အင်္ဂလန်တောင်ပိုင်းကစားသမားကိုခေါ်ယူဖို့ဘရန်ဖို့အသင်းနဲ့အသင်းဟောက်ဒေါ်မွန်တို့ကစိတ်ဝင်စားနေကြစေပါ။ထို့အတူလီဗာပူးအသင်းရဲ့အောင်မြင်မှုကြော်ရိုးဖြစ်ခဲ့မှုတဲ့ဘရာဇီးကွင်းလဲလူဖာဘီညိုဟာလည်းဆော်ရီလီကနေထွက်ခွာလာခဲ့ပြီးဥရောပမြေစီပြန်လာဖို့ပြင်ဆင်နေပါတယ်။ဒါပြင်ဘိုင်ယန်မြူးနစ်မှာခြေစွမ်းပြခဲ့တဲ့ဂျာမနီကွင်းလဲလူလီယွန်ဂိုရက်စကာကိုလည်းအာဆင်နယ်အပါအဝင်ဥရောပအသင်းကြီးတွေကမျက်စိကျနေကြပါတယ်။တခြားတစ်ဖက်မှာတော့အေဂျက်ကိုပြောင်းရွှေ့ပြီးဒူးတန်ရပြင်းထန်စွာရရှိခဲ့တဲ့ဇင်ချန်ကိုအတွက်အနာဂတ်ကမရေမရာဖြစ်နေရပါတယ်။သူကိုလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရရှိနိုင်မှာဖြစ်ပါတယ်။ဒဏ်ရာပြဿနာတွေကြောင့်လမ်းပြောင်းနေတဲ့သူ့ရဲ့ကစားသမားဘဝပြန်လဲနိုးထလာနိုင်မလားဆိုတာကတော့ဗရိတ်သက်တွေစိတ်ဝင်စားနေကြပါတယ်။ချန်ပီယံလိဖလား6လုံးအထိသိမ်းပိုက်နိုင်ခဲ့တဲ့ဒန်နီကာဗာဂျင်နဲ့ဒေးဗစ်အာလာဗာတို့နှစ်ဦးစလုံးဟာလည်းဘာလီဗျူးကနေပြိုင်တူထွက်ခွာလာတာကလည်းဗရိတ်သက်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ညာနောက်ခဲလူကာဗာဟဲကိုဝိုင်းရင်ကစားသမားတွေစုဆောင်းနေတဲ့ချယ်ဆီအသင်းကစိတ်ဝင်စားနေပြီးကမ္ဘာဖလားပွဲမှာအော်စတြီးယားအသင်းကိုဦးဆောင်ခဲ့တဲ့အာလာဗာကိုတော့မန်ချက်စတာယူနိုက်တက်ကခေါ်ယူဖို့ရေပန်းဆောင်နေပါတယ်။ဒီလိုအတွေ့အကြုံရင်းအောင်ပွဲရကစားသမားတွေကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရရှိနိုင်ရဟာလေအတင်းကြီးတွေအတွက်တော့တန်ဖိုးမပြတ်နိုင်တဲ့အခွင့်အရေးဖြစ်နေပါတယ်။ဘိုင်ယန်မြူးနစ်ကထွက်ခွာလာတဲ့ပေါ်တူဂီနောက်ခံလူရာဖေးခွာရဲတို့ဟာဘယ်နောက်ခံလဲကွင်းတဲ့နေရာစုံတွေမှာဆွဲဆုံးကစားနိုင်တာကြောင့်ဈေးကွက်မှာတန်ဖိုးတက်နေပါတယ်။ AR ကနေထွက်ခွာလာတဲ့မာရက်စ်ကတော့ဆော်ရီပရိုလီအတွင်းမှာပဲအသင်းသစ်စာဖို့ရဝယ်ရှိနေပြီးဥရောပစီပြန်လာဖို့တော့မရှိပါဘူး။စပါအသင်းရုံးကန်ခဲ့ရတဲ့ပြီးခဲ့တဲ့ရာသီမှာဒဏ်ရာတွေကြောင့်ရုံးကန်ခဲ့ရတဲ့ကွင်းလေလူပစ်ဆူမာကိုတော့ဖူဟန်အသင်းကခေါ်ယူဖို့ပြစ်မှတ်ထားနေပါတယ်။အပြောင်းရွှေ့ဈေးကွက်ပိတ်သိမ်းမှုရပ်ပိုင်းမှသာလိုတော့တဲ့အချိန်အဆိုပါကျဲမွေးကစားသမားတွေဟာအသင်းသစ်အသီးသီးစီပြောင်းရွှေ့ဖို့အခွင့်အရေးများစွာကျန်ရှိနေပါသေးတယ်။ညောင်ပြောင်တဲ့ပြောင်းရွှေ့ခြင်းပေးချေဖို့မလိုအပ်ဘဲအလွတ်နဲ့သာရရှိနိုင်တာကြောင့်အသင်းရဲ့ဘတ်ဂျက်ကိုထိမ့်သိမ်းလိုတဲ့ကလပ်တွေအထက်တော့အဲ့ဒီကစားသမားတွေဟာရွှေရောင်းအခွင့်အလမ်းဖြစ်ဖို့များလို့နေပါတယ်။ဘယ်ကလပ်အသင်းတွေကထိပ်တန်းကစားသမားတွေကိုအရယူကလာမယ့်ရာသီအတွက်အင်အားဖြည့်တင်သွားမလဲဆိုတာကလည်းရင်ခုန်ခြင်းစရာကောင်းနေပြန်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြရင်ဆုံးသက်ပါရစေ။ကျေးဇူးတင်ပါတယ်။